ဒါလေတိုက်ဆက်တွေမှာပုံကိုအဆောင်ရှောက်ရှိတာဘယ်လိုသိနိုင်မလဲပေါ့ လောကရိုးရှောင်းကျွန်တော်ပြောလိုက်မယ်ပေါ့နော်တိုက်ဆက်တွေမှာအဆောင်ရှောက်ပုံကိုယ်ရှိအောင်ဘယ်လိုသိရမလဲဆိုရင်နားလည်လည်အောင်ပြောပြပေးမယ်ဆိုရင်တိတာတဲ့ဟာပေါ့သူများကိုဒိတ်ထံပေးကြည့်လိုက်ဘယ်လိုဒိတ်ထံပေးရမလဲဆိုရင်မြေရောင်းထွက်အောင်ပဲဖြစ်ဖြစ်စီးပွားရေးဆင်ရံပြောင်းပဲဖြစ်ဖြစ်နောက်တစ်ခုခုအဒိတ်ထံပေးကြည့်လိုက်အောင်မြင်တယ်ကိုတော့မအောင်မြင်ဘူးပေါ့နော်ဒါပေမဲ့တစ်ဖက်သားကိုဒိတ်ထံပေးကြည့်တစ်ဖက်သားကိုဆူတောင်းပေးကြည့်နော်တစ်ဖက်သားကျမ်းမာပါစေချမ်းသာပါစေနော်ဆူတောင်းပေးကြည့်အဲ့ချိန်ကျရင်တည်နိုင်တယ်အောင်မြင်သွားတာအိမ်ရောင်းဝယ်လေးတွေအောင်မြင်သွားတာကိုလုတ်ပေးလိုက်လို့နော်အခြားဆရာတွေလိုမျိုးတည်ရမလားဘလို့လုတ်ပဲညာလုတ်မဟုတ်ဘူးကိုကတကယ်ကိုဆူတောင်းပေးလိုက်လို့နော်အဆင်ပြေသွားတာလူပြောက်သွားလို့ကိုကလုတ်ပေးလိုက်လို့ဟိုတက်တာသွားတော့ပြန်တွေ့တာယောဂါတွေဖြစ်လို့ကိုကနေပဲတစ်ခုခုလုတ်ပေးလိုက်လို့တက်တာသွားတာနော်တခုခုဘယ်လိုပြောရမလဲအယောင်းဝယ်မဖြစ်လို့ကိုလုတ်ပေးလိုက်လို့အယောင်းဝယ်ဖြစ်သွားတာကိုအယောင်းဝယ်ပါနေတဲ့စိုင်တောင်မှကိုလာလို့အယောင်းဝယ်တွေဖြစ်သွားတာသိရမလားကိုရှိလို့သူတို့အဆင်ပြေသွားတာကိုလုတ်ပေးလိုက်တဲ့အရာတခုကသူတို့ထပ်ပိုကောင်းသွားတာအဲ့ဒီဆိုပုဂ္ဂိုလ်ဆောင်ကြောင်းရှိရလို့ပြောလို့ရတယ်တိုက်ဆက်တည်းထူကြတာပေါ့နော်ထူကြတာအတိုင်းပဲကောင်းတာပဲလားဆရာလေးကဆိုရင်ကောင်းတာပဲလားဆိုတော့ကောင်းတာပဲလည်းမဟုတ်ဘူးသိရမလားကိုမကျင်တတ်ဘူးမလားဒီတယောက်ကိုတင်တန်တိုက်လိုက်ဖြစ်တယ်ဒါပေမဲ့လူတယောက်ရဲ့ကံတော့ရှိတာပေါ့နော်ကံတိတ်မြင့်ဒါပေမဲ့လို့တိုက်ဆက်တယောက်ကကျင်လိုက်ပြီဆိုရင်အဲ့လူဒီဖြစ်ကိုဖြစ်တယ်ဘာဖြစ်လို့လဲသိလားတိုက်ဆက်တယောက်ဒီတုံးမကျင်စဲဘူးမမြတ်ဘူးသူတို့ပေါ်အရန်ကိုမှလုံနေတော့မမြတ်ဘူးသူတို့မြတ်တယ်ဆိုတာအရန်ခံရလို့သိရမလားအရန်ခံစားရလို့သူတို့ကစိတ်ထားအရန်ကောင်းကြတာအရန်ခံစားရတဲ့အတွက်ကြောင့်မလို့သူတို့တစ်ခုခုလုပ်ပြီးတစ်ခုခုကျင်စာတိုက်တာပဲဖြစ်ဖြစ်တစ်ခုခုလုပ်တယ်ဆိုရင်အဲ့သူဒီထိကိုထိတယ်ဖရာယဟန္တာသူတော်ကောင်းနေမှာလွယ်၍ပေါ့နော်ထိကိုထိတယ်ဘာလို့လဲသူတို့တိုင်တယ်လိုက်ပြီဆိုရင်အဲ့ဂျာထဲမှာပုံကိုယ်ရင်းနဲ့တိုင်တယ်ပြီးတော့မှပွဲပေးတယ်ဆိုပိုတော့ထိသေးတယ်ပြောချင်တာတော့ဘဝမကူဘူးပေါ့အဲ့ဆိုဘယ်ချိန်နေမှာပုံကိုယ်ဆောင်ရှောက်ဘယ်ချိန်နေမှာဖြစ်ပါတယ်တိုက်ဆက်တဲ့မှာပုံကိုယ်ဆောင်ရှောက်သိနိုင်မလဲဆိုအဲ့နှစ်ခုမှာကြီးချင်းအပြည့်သိနိုင်တယ်အခြားအချက်တွေလည်းအများကြီးပဲဒါပေမဲ့လို့အဲ့ဒီအချက်နှစ်ခုကတော့လုံးဝတိတာတဲ့ပုံစံမျိုးပေါ့နော်တခုခုကိုဆူတောင်းမယ်သိရမလားတာမန်သူတွေဆူတောင်းတာတက်ဘေးနားနေပို့ပြီးတော့မှဆူတောင်းဘူးတယ်အကိုကြုံဘူးလားဆူတောင်းပေးဘူးလားစတောင်းပေးဘူးလေ အဆင်ပြေလား ပြေတာပေါ့ အဲ့လိုပြေတဲ့ပုံစံမျိုးနော်အခုမကျင်တဲ့သူလည်းရှိလားရှိဘူးလားရှိမှာပေါ့လူရဲဆိုတော့ ရှိတာပေါ့ နော်ရှိတယ်အဲ့မကျင်တဲ့သူရောကိုကမှန်နေတာနဲ့တက်တက်ကြီးပြောခံရတဲ့အတွက်ကြောင့်မလို့ကိုကစိတ်ထဲကနေမြက်လိုက်တဲ့အခါမှာအခုတော့ဘာမှတော့မဟုတ်တော့ဘူးပေါ့အဲ့တုန်းကမြက်လိုက်တဲ့အခါမှာဖြစ်ဘူးလားအဲ့လူ ဖြစ်ဘူးလေ ဒါအဲ့ဒါဒီတိုက်ဆက်တယောက်ရဲ့တိုက်ဆက်တယောက်ထက်ပုံကိုဆောင်ရှောက်ရှိတဲ့သူတယောက်ပေါ့နော်ပို့ပြီးတော့မှတိတာတဲ့အချက်တွေပေါ့အခြားအချက်တွေရှိသေးတယ်ဖျားတရားလုပ်တဲ့အခါမှာဘဲတုတ်တော်ရွတ်တဲ့အခါမှာဘယ်လိုမျိုးတွေပြတာရှိသေးတယ်အဲ့ဒါဆိုရင်တော့ line ပေါ်ကသူရောအကိုအမင်းပြ